တတိယချက်အနေနဲ့ကတော့လူနာကိုတက်တောင့်တက်တာအနေထားနဲ့ထိုင်ခိုင်းတာမျိုးတွေလဲလောင်းတာမျိုးတွေလုပ်ပြရပါမယ်လမ်းလျှောက်တာနဲ့အရန်လှုပ်ရှားတာမျိုးတွေကနှလုံးကနေမှအောက်ဆီဂျင်ပို့လို့အပ်တာတွေကိုဖြစ်စေတတ်လို့ပဲဖြစ်ပါတယ်နောက်ချက်ကတော့လူနာပေါ့နော်ဆရာဝန်ညွှန်ကြားထားတဲ့ဆောင်ခိုင်းထားတဲ့စီဒါမှမဟုတ်ရင်ပတ်အောင်လာသက်သာတဲ့စီရှိရဆိုလို့ရှိရင်လည်းစီယုံကစောင့်နေစဉ်အတွင်းမှာတိုက်ထားလို့ရပါတယ်စတုတ္ထချက်အနေနဲ့ကတော့လူနာကတတိမရတာမျိုးတွေပြီးတဲ့ခါကျတော့နှလုံးကရုတ်တရက်ရက်သွားတဲ့အခြေအနေမျိုးတွေမှာဆိုရင်အရေးပေါ်အသက်ကယ်နည်းနဲ့အသက်ကယ်လို့ရပါတယ် CPR လို့လည်းခေါ်ပါတယ်ရှင်နှလုံးမှာစတက်တက်ထားတဲ့သူတယောက်ကလည်းအထက်ပါစီအနေနဲ့ကြုံလာခဲ့တယ်ဆိုလို့ရှိရင်အရေးပေါ်အသက်ကယ်နည်းနဲ့ကယ်လို့ရလားမေးလာခဲ့တယ်ဆိုရင်တော့ကယ်လို့ရတယ်လို့ပြောလို့ရပါတယ်အချက်အနေနဲ့ကတော့ AED လို့ခေါ်တဲ့လျှက်စစ်နှလုံးနှိုးဆက်ကိုပေါ့နော်လူနာကအသက်ရှူရက်ပြီးသတိမရတော့တဲ့အခါမျိုးမှာ CPR နဲ့တွဲဖက်ပြီးတဲ့အခါကျတော့သုံးပြလို့ရပါတယ်ဒီအရေးပေါ်အသက်ကယ်နည်းပေါ့နော် CPR plus AED နှစ်မျိုးလှုပ်ဆောင်ချက်က CPR တစ်မျိုးတည်းထက်လူနာရဲ့ပေါ့နော်အဲ့ဒီအသက်ရှင်နိုင်တဲ့အခွင့်အလမ်းကိုပို့ပြီးတော့များစေပါတယ်ရှင်နိုင်ငံသားမှာဆိုလို့ရှိရင် public area တွေပေါ့နော်ဒီလူထူတက်တဲ့နေရာတွေမှာဆိုလို့ရှိရင် AED ဆက်ကိုထားပေးတတ်ကြပါတယ်မြန်မာနိုင်ငံမှာဆိုရင် Junction City Shopping Mall လိုနေရာမျိုးမှာ AED ဆက်ထားပေးတာကိုတွေ့ပူပါတယ်ရှင်ဒါကြောင့်စက္ကန့်တိုင်းမိနစ်တိုင်းကအရေးကြီးပါတယ်နှလုံးသွေးကြောမှာ stent တက်ထားပြီးမဲ့လည်း heart attack ဖြစ်နိုင်ခြေကတော့ရှိသေးတာမို့လို့သေရေးထားပြီးမြန်မြန်လှုပ်ဆောင်မယ်ပြီးတော့တင့်တော်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုအချိန်မီလှုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင်အသက်တွေကိုကာကွယ်နိုင်မှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲကျန်းမာချမ်းသာကြပါစေရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်